မလေးရှားနိုင်ငံကွာလာလမ်ပူကိုကြောလိုက်တာနဲ့ဒီ KLCC တွင်တာဝါကြီးဝင်နေတယ်မဟုတ်လားဒီတာဝါကြီးရဲ့ညွှန်ချိန်ကတဲ့1998ခုနှစ်မှာပြည်ဆောက်ခဲ့ပြီး2004ခုနှစ်အထိရဲ့ကမ္ဘာအမြင့်ဆုံးအဆောက်အဦဖြစ်ခဲ့တယ်ပေါ့ဒါပေမဲ့လက်ရှိချိန်မှာတော့ကမ္ဘာအမြင့်ဆုံးအဆောက်အဦထုတ်တော့ပြီလေကမ္ဘာအမြင့်ဆုံးညီနောင်ညွှန်ချိန်အင်းနဲ့ရှိနေတယ်သူရဲ့ဒီမျက်နှာပြင်တွေက stainless steel ပေါ့နော်မှန်ချက်ပေါင်းထောင်နဲ့ချီပြီးသုံးခုထားတဲ့အတွက်ကြောင့်မို့လို့နေ့ပြင်ဘက်မှာဆိုတော့ပျောက်လက်နေညဘက်မှာစိန်စီသားဆိုတကယ်ကိုလာကနေရကိုပြရမှာဖြစ်တယ်အဲ့တော့သူရဲ့အဆောက်အဦပုံစံကလည်းဒီ8 star ပေါ့နော်ဒီ8000ကျယ်ပုံစံနဲ့ပေါ့နော်သူရဲ့ဘာသာရေးနဲ့ပုဂ္ဂိုလ်လက်ရာရေးခြင်းမှုကိုပို့ထားပြီးဆောက်ထားတာဖြစ်တယ်အဲ့ဒီ KLCC ကြီးရဲ့86ရွာမှာဆိုလို့ရှိရင်တော့ချွေပင်းကြီးရဲ့နေရာကနေပြီးပါရလန်ဘူးတစ်မြို့လုံး360ဒီဂရီကိုကြည့်နိုင်တယ်အပေါ်ကြီးကနေပြီးတော့เนาะဒီမှာဆက်ထားတဲ့ဒီတရားလေးอ่ะဆိုလို့ရှိရင်တော့ဒီ40တက်လွှာနဲ့40လွှာကြားမှာဆက်ထားတဲ့ဒီ tower bridge ဖြစ်တယ်ပေါ့ဒီ tower ကြီးကအမြင့်ပေစုစုပေါင်း451.9 မီတာရှည်ပြီးတော့88ထပ်အဆောက်အဦရှိပါတယ် tower ကြီးရဲ့အောက်ခြေမှာတိတ်ထားတဲ့ပန်းချံတစ်ခုရှိပြီးအဲ့ဒီပန်းချံကနေပြီးတော့အပေါ်ကြီးကိုဓာတ်ပုံတွေဖမ်းရတွေ့ရတယ်လို့အနီးနားဈေးဝယ်စင်တာမှာလည်းဈေးဝယ်လို့ရပါတယ်။ပြည်နယ်တောင်းရီတော့ကတော့အဲ့ဒီအနီးနားကပေါ့နော်ဒီ bean farm လို့ခေါ်တဲ့ဒီပန်းဦးရည်တစ်ခုလည်းပတ်ခဲ့တယ်။အဲ့ဒီခန်းစရာကောင်းတဲ့ဒီပန်းတွေကရှုမြုပ်လေးကွာဒီမြင်ဝင်းတစုံပဲပြီးတော့ဒီမှာမမြင်ဘူးတဲ့ပြိဿန်လေးဒီပြားတွေပေါ့နော်ဒီကမြင်တွေ့ခဲ့ရတယ်။အရန်ကိုပေါ့နော်ထူးဆန်းတဲ့ဒီပန်းတွေဒီအလားပါတွေကိုခန်းစားပြီးတော့လက်ဆက်တဲ့ချန်ထွက်နွားနို့တွေနဲ့ပြားရည်တွေလက်တော့သုံးခဲ့ပါတယ်။ငယ်ချင်းတို့လည်းရောက်ခဲ့မယ်ဆိုရင်တော့ KLCC ကတာဝါကြီးနဲ့ LED ဖန်ကိုအရောက်ဝင်ခဲ့ပါလို့ပြောချင်ပါတယ်။နောက်ထပ်ဗီဒီယိုဒီလောက်မှပြန်ဆုံးမယ်ဘိုင်ဘိုင်